အားလုံးပဲမင်္ဂလာပါရှင်။နေရောင်လေး Audio Channel ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ဒေါက်တာမြတ်တန့်ရေးသားထားတဲ့လင်ကောင်းမရသောမိန်းမများအကြောင်းဆိုတဲ့စာအုပ်ထဲကကျမသိတဲ့ရုံရုံလေးရဲ့မိမိဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးချင်ပါတယ်ရှင်။ဝတ္ထုတိုလေးမစတင်ခင်မှာ Channel လေးကိုလည်း Like and Subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါရရှင်။ကျမသိတဲ့ရုံရုံလေးရဲ့မိမိတီလေးဆိုတဲ့ကောင်မလေးကိုခိုနားရာကိုစရောက်ထဲကအားငယ်တလွန်းသောအငိုတန်သောအေးဆေးသောကောင်မလေးဖြစ်တာကျမသိခဲ့သည်။သူကစကားလည်းမများတတ်တော့ကျမနဲ့တိတ်ပြီးလဲစကားမပြောဖြစ်ခဲ့။တကယ်တော့ခိုနားရာမှာကျမရဲ့နေရာဟာလည်းနေရခတ်သောနေရာဖြစ်သည်။ဘယ်ကမှမသိတဲ့ဘလို့ဇာရိတာနဲ့အခက်ခဲတွေကြုံငယ်မှမသိတဲ့မိမငယ်လေးတွေကိုသူတို့ဘဝစိတ်အချင်းကျက်ဆုံးစိတ်ထန်ရာအကြီးဆုံးချိန်မှာအတူနေပြီးဖြည့်ရှင်းရတာမို့ကျမတော်အနေမတက်ရင်တည်တတ်တဲ့အနေထား။ညီမတွေအားလုံးတီတီနဲ့မှန်မှန်ဆက်ဆံခဲ့ပေမဲ့ဂရုစိုက်တယ်ဆိုတာတော့ပြပေးခဲ့သည်မှတ်မှတ်ရရတီလေးခိုနားရာကိုရောက်တဲ့နေ့ဟာထိုက်ထိုက်ရောက်တဲ့နေ့နဲ့တနေ့တည်းတရက်တည်းပါပဲရှေးစင်းနောက်စင်းရောက်လာသည်ဆိုတော့ကိုလည်းထိုက်ထိုက်နဲ့တီလေးအတူကပ်ရက်နေရချပြီးတော့သူကငိုသည်ဘာလို့လဲဆိုတော့ရောက်ကရှာထိုက်ထိုက်ကိုကြောက်လို့တဲ့သူမထက်ရင်ရောက်နေတဲ့သူတွေကဟိုမေးတီမင်းနဲ့အချင်းချင်းဆက်စုကြတော့လဲငိုသည်ရောက်စားမှာသူ့နာမည်မသိတော့ကျမကမျက်ပေတုံးကောင်းမလေးဟုမျက်လုံးမျက်ခုံမထင်ရှားတာကိုသတ်မှတ်ပြီးပြောတော့လဲငိုသည်ဈေးရုံမှာဘိုက်သွားပြတဲ့နေ့တွေမှာစောစောထပြီးတန်းစီတဲ့အခါတွေမှာလဲငိုသည်အတော်အငိုတန်သောမိန်းကလေးဖြစ်သည်စိတ်အားငယ်တဲ့လွန်းတာကြောင့်ပဲလာမစေးပေါင်မပြေးတဲ့ကလေးကိုဗိုက်ခွဲမွေးလိုက်ရသည်ရေမွာခမ်းပြီးကလေးအလုံနေနေလို့တဲ့သူမဈေးရုံစတက်တဲ့နေ့ကမွေးခမ်းနဲ့မဝင်ခင်မှာကျမရောက်သွားသည်ဘိုင်းနာလို့ဈေးရုံတက်ရတာမဟုတ်ရေမွာခမ်းလို့တက်ရတာဆိုတော့ဘိုင်းနာလို့အလူးလဲဖြစ်နေကြတော့ဗိုက်ကြီးတွေကြီးနေတဲ့အခန်းမှာမျက်စိတငယ်နားတငယ်နေလှဲနေတော့ကျမရောက်သွားခဲ့သည်ကျမဝင်လာတာကိုသူကမတွေ့ဘိုင်းနာနေသည့်မိန်းမတွေကိုကြောက်ရွံ့စွာမျက်ရည်တွေနဲ့ငေးကြည့်နေသည်လူနာဆောင်အနေနဲ့ကြာနေလို့မရတဲ့အခန်းမို့ဂရင်မော်အိတ်နေတဲ့သူ့စပင်လေးကိုဂရင်ကောင်းရင်ကနေလှမ်းဖွာပြီးသမီးအခန်းပြင်မှာဆရာမရှိတယ်နော်ငိုမနေနဲ့နော်လို့တိုးတိုးလေးအားပေးတော့ဒီပရာဟိတကိုကျမဘယ်တော့မှလက်မလွတ်ချနိုင်စေလောက်တဲ့မျက်ဝဲတစ်စုံနဲ့သူမလှမ်းကြည့်ခဲ့သည်ထိုကြည့်ထဲမှာတောင်းဆိုမှုတွေအားနာမှုအားငယ်မှုတွေအားကိုးတဲ့စိတ်တွေရောထွေးနေကြတာလို့ကျမသိသည်မွေးခမ်းအပြင်မှာဆွေမျိုးစုံလေးနဲ့စီးကြိုဆောင်စားနေတဲ့တခြားကိုဝင်ဆောင်မိမတွေတောင်ဒီအခန်းထဲကမီးဖွားသည့်စစ်ပွဲမှာလူးလိတ်အော်ဟစ်နေကြတာတယောက်တည်းစစ်ခင်းပြီးပြန်ထွက်လာရင်ကြိုမဲ့သူမရှိမိသူနဲ့သူကလေးအတွက်ဘလောက်တောင်စိုးရိမ်အားငယ်နေလိမ့်မလဲသူ့မျက်လုံးကပြောတဲ့ဒီစကားတွေကိုကျမနှလုံးသားနဲ့ကြားနိုင်ပြီလေအင်းခဏနေရင်သမီးခွဲကန်းဝင်ရတော့မယ်ဆီယာမခွဲကန်းပြင်မှာစောင့်နေမှာချမ်းချမ်းမမာနဲ့ပြန်ထွက်ခဲ့နော်ဘာမှကြောက်စရာမလိုဘူးသိလားဒီလိုပြောတော့မျက်ရည်အဝဲသားနဲ့ခေါင်းညှိပ်ပြသည်ခလေးကပေါင်မပြေလားမစီလေးမို့ဝေးပြီးတာနဲ့ခလေးကုသဆောင်ကိုတန်းပို့လိုက်ရသည်သူမခွဲကန်းထဲကထွက်လာပြီးဂရင်မာနေရပြန်ချပြီးတော့မျက်လုံးမဖွင့်ကြည့်ပဲမျက်လုံးတောက်စီမှာမျက်ရည်တွေစီးကျလာသည်ကျမကမငိုနဲ့တော့လေသမီးအားလုံးပြီးသွားပြီဘဝရဲ့အခက်ခဲဆုံးချိန်ကိုဖျက်ကျော်ပြီးခဲ့ပြီမို့ငိုစရာမရှိတော့ဘူး this you ဝေပတ်အဝေးနော်သမီးတစ်ချက်ရှိုက်ပြီးမျက်လုံးဖွင့်ကြည့်တာကျမကိုအတန်တိုးတိုးလေးနဲ့မေးသည်ဆီယာမခလေးလေးရောသမီးလိုမျက်ပေတုံးလေးပဲလာရင်လုံးဝမဟုတ်ဘူးသမီးမျက်လုံးမျက်ခုံးလှလှလေးနဲ့အရန်လာတဲ့ယူပါယုံလေးပါပဲဆိုတော့သူမနှစ်ချက်ချိုက်ကြီးပြုံးလေရဲ့သူသမီးလေးကိုတော့သူ့ထက်လှစေခြင်းသည်မမေဖြစ်သွားပြီလေယုံယုံလို့ကျမချစ်စနိုးခေါ်တဲ့ယူပါယုံဆိုတဲ့ကလေးလေးဟာမွေးပြီးကတည်းကအတဝါဝင်လိုက်တာမှ45ရက်ပြည့်တဲ့အထိပဲခလေးဆောင်မှာကလူနာဆောက်အပူလဲထားလို့မရတာကြောင့်မိနေတဲ့သူ့မေလေးခမတယောက်တည်းပြုစုနေရရှာတာပါခလေးကလည်းတောက်လျှောက်ဆေးရုံတက်လိုက်ဆင်းလိုက်နေမှုပြုစုရတဲ့တီလေးခမအတော်ပင်ပန်းရှာပါသည်ခလေးမွေးဖွားပြီး45ရက်ဆိုတာမြန်မာခေါ်ရမီးတွင်းလို့ခေါ်သည်သိုးဆောင်အရာဖူအားဖီရီယန်နဲ့ဝုတ်ဝန်တို့ချင်းသေးတို့ကြားတို့ရဲ့တားရဲတွင်းတွေကပြန်ထွက်လာတဲ့သူလို့အထိပ္ပယ်ရသည်မို့ဘယ်လူမျိုးကမှတတ်တောက်တတ်တာရှိတဲ့အနေအထားကိုဖျက်ဆီးခဲ့ရသည်ဟုဆိုလိုတာတော့မဟုတ်ဒီကြားထဲရုံရုံကသေးလဲသေးအတဝါကလည်းရက်ကြာနေသည်မီးတွင်းဆိုတဲ့ခရီးကို45ရက်ကိုမိသားစုနဲ့အတူဖြတ်တန်းရသောမိန်းမတွေတောင်ပင်ပန်းဆင်းရဲသည်ဆိုလျင်ရုံရုံလေးမိမိလိုတကိုယ်တဲ့အထီးကျန်စွာပင်ပန်းဖြတ်တန်းရတဲ့သူဆိုလျင်ဒါပေမဲ့သူခမသမီးလေးကို
အဖော်တယောက်ပမာစကားတွတ်ပြောရင်တခါတရံဘာမှနားမလည်တဲ့ကလေးလေးကိုချစ်စနိုးနဲ့စူအော်ရင်းနဲ့အမေကလေးလားကလေးမိလားမခွဲပြပဲဖြတ်တန်းရသည်သူသမီးလေးကိုတော်တော်ချစ်ရှာသည်သူ့အခမ်းအနားကဖြတ်တိုင်းသူသမီးကိုတိုင်တယ်ပြောတတ်တဲ့စကားတွေကိုခဏခဏကြားရတတ်သည်ညီအေးဘာမှမရှောင်တဲ့ကုံစားဆိုလို့ကျုပ်လဲစားတာပဲစားတိုင်းတိုက်ငိုတိုင်းတိုက်ခဏခဏတိုက်ဆိုလို့ကျုပ်လဲတိုက်တာပဲညီလေသူများကလေးရထထောင်ပို့ဆို့တာပဲဒါပေမဲ့လူကောင်ကြကြီးမလားပဲခေါင်းကြီးတစ်လုံးပဲကြီးလာတော့ကျုပ်ဘယ်လိုလုပ်ရမလဲယုံနော်အခုနို့တိုက်တုံးမှာတောက်ထားမအေကအနီးသွားလျှော်မှလာငိုပြီးမတောင်းနဲ့အဲ့ဒါမျိုးဆိုပြန်လာပြီးမတိုက်ဘူးနော်ပြောပြီးသားစသဖြင့်အမေကိုယ်တိုင်ကကလေးဆန်တဲ့ချစ်စရာစကားလေးတွေကြောင့်ကျမကအသနာပူရပါသည်ဒီလိုနဲ့ယုံလေးလဲ2လကျော်လာသူ့အမေလဲနောက်ဆုံးနှစ်အတွက်ကျောင်းပြန်တက်ရဖို့အချိန်နီးလာပါပြီတညကကျမအပေါ်တက်မှာဖုန်းသုံးနေတော့မက်ဆေ့တစ်စောင်ဝင်လာပါသည်ဆီယာမကသမီးကျောင်းတက်ဖို့ပြန်ရတော့မယ်အမေတို့ကလည်းအိမ်ပြန်လာဖို့မခေါ်ဘူးသမီးပြန်ဖို့လည်းကားတောင်မရှိဘူးသမီးလေးကိုလည်းမစွန့်ပစ်နိုင်ဘူးဘယ်လိုလုပ်ရမလဲမသိတော့လို့စဉ်းစားပေးပါဦးနော်နေတိုင်းတွေ့တဲ့ရင်နဲ့အတူနေပေမဲ့ကျမကိုတိုက်ရိုက်မပြောရဲလို့အပေါ်ထက်အောက်ထက်ကိုမက်ဆေ့ပို့ပြီးပြောလာတော့ကျမပြုံးမိပါသည်အောက်ထက်ကိုဆင်းလာပြီးသူတို့သားမိထိုင်နေတဲ့ဂရင်မော်တက်ထိုင်ရင်းစကားတွေပြောဖြစ်ခဲ့ပါသည်ယုံလေးကသမီးနဲ့လည်းမတူဘူးနော်ဘသူနဲ့တူတာလဲစူအောင်လေးနဲ့ဟွန်းဒေါ်အေးသူကြီးနဲ့တူနေတာမှချွတ်စွတ်ပဲဘသူတော့ဒေါ်အေးသူကြီးဆိုတာဟိုတယောက်ရဲ့မေမေလေးဆရာမကိုဝင်းရှိတော့ကသူ့เจ้าနေကြီးပဲနေရောညာရောတွင်းနေခဲ့လို့လားမသိဘူးဘွားတော်နဲ့တူတာချွတ်စွတ်မှချွတ်စွတ်ပဲအခုနေသမီးအဲ့ဒီမျိုးကိုဒီကလေးချီပြီးသွားရင်သမီးရဲ့ကလေးလို့ဘသူမှမသိရင်သာနေမယ်ဒေါ်အေးသူကြီးရဲ့ညီးဆိုတာတစ်မျိုးလုံးသိမယ်အဲ့ဒါလို့တူတယ်သိလားဆရာမအော်ဒါနဲ့သမီးရဲ့မေမေနဲ့ရောအဆက်အသွယ်လုပ်ပြီးပြီလားသမီးနင်ကြီးပဲပြန်လာရင်တော့လက်ခံပေးမယ်တဲ့သမီးလေးကိုတော့တစ်သက်လုံးခေါ်မလာနဲ့တဲ့ပြောရင်အတန်ကတိမ်ဝင်သွားပြီးမျက်ရည်ကစီးကျလာသည်သမီးကရောစာမေးပွဲဖြေဖို့ဘယ်လောက်လိုသေးလဲဖြေဖို့ကတော့လိုသေးတယ်ဆရာမဒါပေမဲ့နောက်လာကြရင်ကျူရှင်တွေကစားဖွင့်တော့မှာတငယ်ချင်းတွေကကျူရှင်လက်တက်မှာလားမေးနေပြီကျူရှင်လကရောအမေကပေးမှာလားသူမရဲ့ငကက်ကိုလက်ညှိုးထိုးပြသည်အခုမှကြည့်မိတော့ငကက်တစ်ဖက်ကိုရောင်းပြီးပေးလိုက်တာလားမဟုတ်ဘူးဆရာမတစ်ဖက်ကငကိုကလေးကရောင်းပြီးတုံးထားတာအခုကနောက်တစ်ဖက်ကိုရောင်းပြီးကျူရှင်လကပေးလိုက်မယ်ပြောတာအမေကမပေးဘူးတဲ့လားသမီးဘာမှမပြောဘူးဖုံးဆက်တော့လည်းမကင်ဘူးအဲ့တော့ကျူရှင်လကကိုမမေမမပေးရင်အဆောင်လဲငားမနေနိုင်ဘူးလေတငယ်ချင်းအိမ်မှာနေပြီးပဲသွားတက်ရတော့မှာကျောင်းတော့ဘယ်နည်းနဲ့မဆိုပြီးအောင်ဆက်တက်မှာပဲသူမပြောပြနေတဲ့အနေအထားကိုကျမတောင်စိတ်အိုက်သွားသည်ဒီလိုလုပ်ပါလားသမီးခလေးကိုခုချိန်နေမှာသမီးအနေနဲ့ကြီးပြင်းအောင်မမွေးနိုင်သေးဘူးပြီးတော့သမီးအိမ်နဲ့အထူးသဖြင့်သမီးအမေနဲ့အဆင်ပြေဖို့ပြေလည်ဖို့လည်းလိုသေးတယ်ဒီကလေးလေးကိုဝင်ရှိခဲ့တာကိုတော့ကောင်းလေးအမေသိနေခဲ့တာပဲသမီးပြောပုံရယုံလေးကသူ့ဖွားနဲ့ဒီလောက်တူနေတာဆိုရင်ဆရာမကိုယ်တိုင်ဒီကလေးကိုဘွားရဲ့အိမ်ပေါ်သွားတင်မိမယ်ဒီဘွားတော့သူအဆက်ကွဲမှာဆိုလို့ရောသူ့သားအိမ်တော်ရေးမှာအတန်ထွက်မှာဆိုလို့ရောဘာမှမပြောရဲပဲလက်ခံလိုက်မယ်သိကြတယ်သူနဲ့အရန်တူတယ်သူ့မီးပဲသူတို့မချစ်ပဲမနေနိုင်ပါဘူးခုတော့သမီးကတော့အိမ်ပြန်လိုက်အောင်အမေနဲ့ပြေလည်အောင်ပြန်ကြိုးစားလိုက်အောင်ကိုယ့်ဘက်ကအမားကလည်းကြီးတော့အမေဘက်ကစူရုံမကရိုက်တယ်ဆိုရင်တော့ခေါင်းငုပ်ပြီးခံပေါ့အမေပဲဟာကိုတတ်တော့မတတ်ပါဘူးအကယ်၍အိမ်ပြန်ပြီးကျောင်းပြန်တက်ရတဲ့အချိန်ရောက်ပေမဲ့အမေကကျူရှင်လာကကျောင်းလာကမပေးသေးဘူးဆိုရင်ဆရာမစီဖုန်းဆက်လိုက်ဆရာမအတက်နိုင်ဆုံးစီစဉ်ပေးမယ်သိလားကျေးဇူးတင်လိုက်တာဆရာမရဲ့ဒါပေမဲ့သမီးတို့အိမ်တော့သမီးလေးကိုမပေးနိုင်ဘူးဆရာမစိတ်တော့မဆိုးနဲ့နော်သမီးရိုင်းတဲ့စကားပြောတာမဟုတ်ဘူးအဲ့ဒီမိသားစုကလူဖြစ်နေပေမဲ့လူစိတ်မမွေးကြတဲ့သူတွေကလေးကိုတို့နဲ့သာကြီးပြင်းစေခဲ့ရင်လူပီသားတဲ့စိတ်ရှိအောင်ပြုစုကြမှာပြောထောင်ကြမှာမဟုတ်ဘူးလေအဲ့တော့သမီးဘာသာပဲယုံလေးကိုမွေးမှာတို့စိတ်ထားနဲ့မတူတဲ့လူပီသားတဲ့စိတ်ထားရှိတဲ့လူဖြစ်အောင်တွန်းတင်မှာသမီးအမေတို့စီခဏပြန်မယ်ပြီးရင်ကျောင်းပြန်တက်မယ်သမီးရဲ့ကလေးကိုဆရာမခဏထိန်းထားဆောက်ရှောက်ပေးထားပါကျောင်းပြီးလို့အလုပ်တစ်ခုခုရရင်သမီးရဲ့ကလေးလေးကိုပြန်ခေါ်မယ်လူစိတ်ရှိတဲ့လူပီသားတဲ့လူလောကကြီးထဲမှာတာဝန်ယူရတဲ့လူဖြစ်အောင်ပြောထောင်မယ်သမီးကလေးလေးကိုဆောက်ရှောက်ပေးထားပါနော်ဆရာမအန်ဟောဆရာကောင်းလိုက်တာပြောညံ့သည်ဟုကျမထင်ခဲ့တော့ခလေးဆန်တယ်လို့ကျမအမြဲကောက်ချက်ပေးမိတဲ့မျက်ရည်လွယ်လွန်းတဲ့တကိုယ်ရည်မိခင်တယောက်ရဲ့မာကျောမှုရင်းချက်မှုရဲရဲမှုတို့ကိုခုမှကျမတွေ့လိုက်ရသည်သူ့ဆုံးဖြတ်ချက်လေးကဂျင်းနဲ့အားရပွဲဖြစ်တဲ့အနေအထားတစ်ခုမျိုးအတက်နိုင်ဆုံးကူညီပေးဖို့ကျမကတိပေးမိသည်ဒါပေမဲ့မြန်မာပြည်မှာဘွဲရပညာတတ်ဖြစ်ရင်တော့သားမီးနှစ်ယောက်နှဝမ်းမပြောနဲ့တဝမ်းချောင်းတစ်ခါလှဖို့တောင်ခက်ခဲသည်မို့သူမရဲ့ရည်ရွယ်ချက်တွေအတိုင်း
တနေ့ဖြစ်လာပါစေလို့ဆုတောင်းရင်းတပ်ပြေးမောကြီးချမိပါတော့သည်ကျေးဇူးတင်ပါတယ်ရှင်ဒေါက်တာမြတ်တန်ရေးသားထားတဲ့ရုံရုံလေးရဲ့မမေးဆိုတဲ့ဝတ္ထုတိုလေးကတော့ဒီနေရာမှာပဲပြီးဆုံးပါပြီရှင်ဝတ္ထုတိုလေးကိုနားထောင်ပြီးဘယ်လိုအတွေးခံစားချက်တွေရရှိလဲဆိုတာကိုကွန်မန့်လေးထဲမှာမျှဝေပေးခဲ့ကြပါအောင်ရှင်